အားလုံးပဲမင်္ဂလာပါရှင်ဆယ်စတာကနေပြင်လေကြိုဆိုလိုက်ပါတယ်။ယခုဒီဆက်မဲ့ကြောင်းလေးကတော့အလားမယ်များကိုအဟစ်ချင်းမောင်းမှုဖြင့်ပြိုင်ပွဲဥက္ကဋ္ဌနဝက်အားတာဝန်မှာဖယ်ရှားခံရတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နိုဝင်ဘာလ9ရက်နေ့ကမက်စကိုအလားမယ်နဲ့အငြင်းပွားမှုဖြစ်ပွားပြီးနောက်အလားမယ်များအားလုံးကိုအော်ဟစ်ချိန်မောင်းကလေးစားမှုမရှိသောအပြုအမူများကြောင့်84ချိန်မြောက်မက်ဆက်ချော်ရာပြိုင်ပွဲ၏ဥက္ကဋ္ဌနဝက်အားတာဝန်များမှာဖယ်ရှားလိုက်ကြောင်းမက်ဆက်ချော်ရာ MUO ကထုတ်ပြန်ခဲ့ကြောင်းလည်းတွေ့ရှိရပါတယ်။ Miss Universe Organization ၏ပူရဲပိုင်ရှင်ရာဦးကယနေ့နိုဝင်ဘာလ9ရက်နေ့တွင်နဝက်ကိုထင်းချုပ်ရန်ကြေညာချက်များကိုထုတ်ပြန်ခဲ့ကြောင်းလည်းတွေ့ရှိရပါတယ်။နဝက်သည်အာဏာကိုအလွဲသုံးစားလုပ်ပြီးအလားမယ်များအပေါ်ရိုင်းပြစွာပြုမှုခြင်းကြောင့်84ချိန်မြောက်မြေဆက်ချဝရာ2025ပြိုင်ပွဲတွင်ဝင်ရောက်ဆုတ်ဖွဲ့ခွင့်ကန့်သတ်လိုက်ကြောင်းလည်းတွေ့ရှိရပါတယ်။84ချိန်မြောက်မစ္စတာဂျာရာ2025ပြိုင်ပွဲကိုထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ကျင်းပမည်ဖြစ်၍နိုင်ငံပေါင်း122နိုင်ငံမှအလားငွေများရောက်နေတာလည်းတွေ့ရှိရပါတယ်။ရင်းအထက်ကမှအလားမယ်တချို့ကို MUO မှာတရားမဝင်လောင်စာအတွက်ကြော်ညာရိုက်ကူနေသည်ဟုသတင်းပေးချက်ကြောင့်ထိုင်းရဲတပ်ဖွဲ့များမှဘန်ကောက်ရှိ MUO ကိုဝင်ရောက်စီးနင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။ထိုစစ်ဆေးမှုများကြောင့်နဝက်သည်လည်းရဲစခန်းတွင်ခေါ်စစ်ဆင်ခံရပြီးနောက် MUO ပူးပေါင်းပိုင်ရှင်ရာဦးနဲ့စကားအခြေအတင်များဖြစ်ခဲ့ကြသည်ဟုသိရှိရပါတယ်။ရမန်နေ့ညနေပိုင်းတွင်လည်းအလားမယ်များအားနဝက်ကခေါ်ယူတွေ့ဆုံပြီးထိုင်းရဲဝင်စီးခြင်းနဲ့ပတ်သက်၍ပြောကြားနေစဉ်နဝက်နှင့်မက်စကိုလာမေကြားကအငြင်းပွားမှုများစတင်ခဲ့ကြောင်းလည်းတွေ့ရှိရပါတယ်။မက်စကိုလာမေမှာခမ်းမထဲမှာထွက်ခွာသွားပြီးနောက်ပိုင်းမှာသူမနောက်နေ2024မက်ဆက်ချာရာတရဖူပိုင်ရှင်ဒိမန်အလားမယ်ဗီတိုရီယာကလည်းထက်မှန်ထွက်ခွာသွားသည့်အတွက်ခမ်းမထဲကအလားမယ်များအလုံးမှာထွက်ခါရန်လုပ်နေစဉ်နဝက်မှာအလားမယ်များအားအော်ဟစ်ချိန်မှပြောဆိုခဲ့ကြောင်းလည်းတွေ့ရှိရပါတယ်။ပြင်းထန်လာသောဗီဒီယိုတစ်ခုအရရက်လိုက်တကားတွေပိတ်ရက်စံထိုင်ကြမင်းတို့ပြိုင်ပွဲဆက်ပြိုင်ခြင်းနဲ့ဆိုရင်ထိုင်ကြမင်းတို့ထပ်သွားမယ်ဆိုရင်တော့ကျန်တဲ့မိန်းကလေးတွေကိုပဲဆက်ပြိုင်ရမယ်ဟုနဝက်ကပြောကြားလိုက်ကြောင်းလည်းတွေ့ရပါတယ်။နဝက်ဤရိုင်းပြသောအပြုအမူများနှင့်အလားမယ်များအပေါ်လေးစားမှုမရှိသောအပြောဆိုများကြောင့်အလားမယ်များမှာဘဝင်မကျဖြစ်သွားကြပြီးနဝက်ကအမျိုးသမီးများ၏အခွင့်အရေးများကိုချိုးဖောက်သည်ဟုပြောဆိုကြကြောင်းလည်းတွေ့ရှိရပါတယ်။ထို့ကြောင့်84ချိန်မြောက်မစ္စတာရာပြိုင်ပွဲဥက္ကဋ္ဌနဝက်အားအာနာအလွဲသုံးစားမှုလုပ်မှုအမျိုးသမီးများအပေါ်လေးစားမှုမရှိခြင်းနှင့်ဂုဏ်သိက္ခာစော်ကားမှုများကြောင့်Miss Universe Organization ၏ပူရဲပိုင်ရှင်ရာဦးမှကန့်သတ်ပိတ်ပင်လိုက်ကြောင်းလည်းတွေ့ရှိရပါတယ်။ဒီနေ့ထိုင်းနိုင်ငံကအရှီယံပြည်လက်ခံကျင်းပမယ့်မက်ဆက်ချာရာပြိုင်ပွဲမှာနိုင်ငံပေါင်း122နိုင်ငံကကိုစားပြုတဲ့ပြိုင်ပွဲဝင်များအားလုံးအတွက်စီးလုံးညီညွတ်မှုနဲ့ချွင်းချက်မရှိထောက်ခံမှုများကိုဖော်ပြသွားပါတယ်။အမျိုးသမီးတွေရဲ့လေးစားမှုနဲ့ဂုဏ်သိက္ခာကိုချိုးဖောက်ခွင့်မပြုပါဘူးဟုရာဦးကပြောကြားခဲ့ကြောင်းလည်းတွေ့ရှိရပါတယ်။လုပ်ငန်းတိုင်ဝင်များမှာဖျက်ချခံရသောနဝက်အနေဖြင့် MUO ထုတ်ပြန်ချက်အပေါ်တစုံတရာတုံ့ပြန်ဖြည့်ရှင်းထားခြင်းများထုတ်ပေါ်လာခြင်းမရှိသေးကြောင်းလည်းတွေ့ရှိရပါတယ်။ယခုလိုမျိုးဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးတော့လည်းကျေးဇူးတင်ပါတယ်ရှင်။မန္တမျက်ရည်ကြရတဲ့တရားပေါ်ကဈေးသည်များရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။လမ်းမင်းဈေးသည်ဘဝကနေကိုပိုင်စီးပွားရေးလုပ်ငန်းပိုင်ရှင်ဖြစ်လာခဲ့တဲ့ဖက်တီမာကတော့မနာလိုသူတွေထက်လူချစ်လူခင်ပေါ်များတာသူ့ရဲ့ကံကြောက်လို့လဲဆိုရမှာပဲဖြစ်ပါတယ်။ကံအကြောင်းတရားမလားလို့လမ်းမင်းဈေးသည်ဘဝကနေခက်ခဲဖြစ်တန်းခဲ့ရလာပေမဲ့ကံကောင်းလာတဲ့ချိန်မှာတော့ဘာပဲလုံးလုံးအောင်မြင်လာတာလဲအားလုံးအမြင်ပါပဲနော်။